ကိုကလေးမှာတန်ချနေလားတန်ကောင်းလေးရှိနေလားကိုကလေးတန်ချဖို့လိုနေပြီလားဆိုတာကိုအလွယ်တကူသိနိုင်မဲ့လက္ခဏာလေးတွေကိုတော့ဒီနေ့ပဲပြပေးသွားပါမယ်เนาะကလေးကဒီဘိုက်တစ်ခုတည်းကွက်ပြီးတော့ပူနေတဲ့ကလေးရှိရเนาะလိုဘိုက်ပူနေမယ်ပြီးရင်ကလေးကစားပြီးမဲ့လဲဘလောက်စားအာဟာရဖြစ်မလာဘူးเนาะပိန်နေတခြားရွယ်သူကလေးနဲ့ရှင်လို့ရှင်ကိုကလေးကညှက်နေတယ်เนาะတချို့ကလေးတွေမှာဆိုလို့ရှင်ဘယ်လိုလက္ခဏာရှိလဲဆိုတော့သူကအစာစားခြင်းစိတ်ကြီးပြောင်းကုန်တာတချို့ကလေးတွေအတပုံစားခြင်းလာတယ်ပုံမှန်ထက်ပိုပြီးစားခြင်းလာချို့ကြတယ်လုံးဝစားခြင်းတွေမရှိတော့ဘူးအဲ့လိုလက္ခဏာတွေပေါ်လာမယ်ပေါ့နော်နောက်ဆုံးမိဘတွေတိတ်တတိမထားမိရဲ့အချက်ကပါလဲဆိုတော့ကလေးကစအိုးရားတာနော်ညဘက်ဆိုစအိုးကြီးရားပြီးတော့ကလေးကကုတ်ညဘက်အိမ်မရစိတ်လေးတို့ဒါမျိုးလက္ခဏာတွေလည်းရှိတတ်တယ်နော်ဒီတန်ကောင်တွေကဥပြီးအဲ့ညဘက်မှာစအိုးနားမှာဥတက်တယ်နော်အဲ့ဒါကြောင့်မို့လို့နော်ဒီလက္ခဏာရှိနေပြီဆိုရင်တော့ဆေးရုံဆေးကန်းသွားပြီးဆရာဝန်နဲ့တိုင်ပင်ပြီးတော့ကလေးကိုတန်တကြချပေးရမယ်နော်အဲ့လိုချတဲ့နေရာမှာမမေ့ရမှာကကလေးတယောက်ကိုပဲတန်ချနေလို့မရဘူးကလေးနဲ့အတူတူနေတဲ့မိသားစုဝင်တွေမိဘတွေဒီဆွေမျိုးသားချင်းတွေအားလုံးတန်ကိုချမှရမယ်ဒါမှပြန်ပြီးတော့ကလေးကိုပြန်မကူးမှာနော်ဒါလေးကိုညောင်းပြရပါအခုမိဘတွေအနေနဲ့ရောကိုကလေးတွေကိုဘယ်နှလားတစ်ချိန်တန်ချပေးလေးရှိကြလဲ comment မှာပြောခဲ့ပါနော်